digital rebound hammer နဲ့ပေါ့နော်ဒါပိုးပိုင်နေရဲ့ဒီ surface harness တွေကိုတိုင်းတာစစ်ဆေးနေတာဖြစ်ပါတယ် digital rebound hammer ပေါ့နော်ဒီ manual rebound hammer လို့ဒီ direction ပေါ်မူတည်ပြီးတော့ချက်တွေ table တွေကြည့်စရာမလိုပါဘူးလိုအပ်တဲ့ setting တွေကိုဒီချိန်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီထောက်ချင်းအားဖြင့်ဒီ compressive strength ကိုနောက်ဆုံးမှာသူကတိုက်ရိုက်ထုတ်ပေးတာပေါ့နော်ဒီ digital rebound hammer မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ setting ချိန်လို့ရတဲ့ဟာတွေအများကြီးရှိပါတယ်ဥပမာကျွန်တော်ကဒီ ASTM method နဲ့ထောက်မလားသို့မဟုတ်ဒီ BS method နဲ့ထောက်မလားပေါ့နော်နောက်တစ်ခါဒီကျူကနေပြီးတော့ဒီ cylinder ကိုပြောင်းနေတဲ့ဒီ factor တွေကိုတစ်ခါတည်းထည့်ပြီးတော့လည်းထောက်လို့ရတယ်နောက်တစ်ခါကျွန်တော်တို့ဒီconcrete မှာ carbonation ဆန်းပြီးတော့ရတဲ့တန်ဖိုးကိုဒီ rebound နဲ့ကိုထည့်ပြီးတော့ထောက်လေရတယ်ပေါ့နော်အဲ့လိုပဲဒီနောက် setting တွေအများကြီးထည့်လို့ရပါတယ်ဒီ inspection သမားတွေအတွက်ပေါ့နော်တကယ်ရှိတဲ့ rebound တက်လက်လည်းဖြစ်ပါတယ်